ကျောင်းတက်နေကလေးယူလို့မရဘူး ကျောင်းတက်နေအရန်တော်တယ်နော်ကိုမိမကိုကျောင်းဆက်ထားရရဲ့ဆိုအရန် respect ပေးရနော်လို့လက်လေးကျိုးတာတစ်ချက်ပြပေးပါဦးဘလောက်ဆိုးလို့လဲလက်ကျိုးတာဆိုရင်မဘလောက်ဘာဖြစ်လို့လဲကျိုးတာ ဟိုကစက်ရုံမှာစက်ရိုက်မြန် ဆက်ရိုက်မိရနော်ဆက် ငယ်နာပါ ဟောနာတာပေါ့ နာတာပေါ့ဒီနေ့ကတော့16 Pro Max နဲ့ share camera ရိုက်တော့မှာပေါ့နော်မြန်မာပြည်ပြန်တော့မှာဆိုလားပဲ ဟုတ်မှန်တယ် ဘာသာလုံးမှာမြန်မာပြည်မိမယူတော့မှာ မိမရှိပြီးသား အော်လူမျိုးထင်းနေရငငယ်ရွယ်နဲ့ရောက်ကြမိမရပေါ့ ဆက်ရှင်နေတယ် အသက်ဘယ်လောက်ရှိလဲမလေးကို 25ရှိ ဟော25ပဲမောင်လေးငငယ်လေးပဲရှိသေးရဲ့မိမရှိပြီတဲ့ကလေးရောရှိလား ကလေးမရှိ အော်ကလေးမြင်ပေါ့ယောက်ျားလေးတယောက်မိမယူပြီးဆက်ပြီးမိမကိုကြောင်းလဲထားပြီးတည်းရဲ့အလုပ်လဲကြိုးစားရတယ်အလုပ်မှာလက်လဲကျိုးသွားလိုက်တည်းရဲ့အရင်ဈေးတွေလက်ဆောင်တွေအများကြီးထည့်ပေးမယ်နော်ဒီလိုယောက်ျားမျိုးနဲ့တွေ့ရလဲအရင်ဝမ်းသာပါတယ်လို့နော်ဒီနေ့ကတော့ iPhone 16 Pro Max လေးကိုချုံမရီရိုက်လာပြီးအားပေးရပေါ့နော်တငယ်ချင်းရောပါလာတယ်မှာတငယ်ချင်းကခေါ်လာပေးရအဲ့တော့ဝယ်တော့အဆင်ပြေလို့ပြန်တငယ်ချင်းကိုခေါ်လာပေးရနော် ဒီဇိုင်းမှာအဆင်ပြေရဲတော့လာဝယ်ကြပါဦး လာဝယ်ကြပါပေါ့နော် အဆင်ပြေပါတယ် အဆင်ပြေနော် ချောပါတယ်လို့နော် အမကြီးချောပါတယ်တဲ့အခုကြည့်ပြီးအရန်ဟိုဖြစ်တာ respect ရှိတော့အရန်နဲ့အိမ်တော့စနေရမောင်လေးဆိုရင်မစနေအခုတော့အရန်ယောက်ျားကောင်းအရန်ပြီးသားတယ်လို့မိမတို့လိုချစ်ပြီးရဲ့ယောက်ျားကလေရှားတယ်တိလားမိမတို့လိုပညာရေးရောစီဝါရဲ့အရန် support ပေးယောက်ျားလေးရရှားတယ်မောင်လေးကို respect ပေးဒီလိုယောက်ျားလေးဖြစ်အောင်စူးစမ်းကြပါတချို့ယောက်ျားလေးတွေလည်းပြောချင်ပါတယ်လို့နော်တခြားယောက်ျားလေးတွေတော့ပြောချင်ပါအခုကိုကြည့်ပြီးအတူယူကြပါလို့နော်မိမကိုပို့ပြီးချစ်ပေးကြပါလို့မောင်လေးကပြောချင်တယ်မောင်လေးမိမကပြောချင်တယ် ဒါတယောက်နဲ့တယောက် respect ရှိရပါတော့ဟိုအခက်ခဲကို तू ကလည်းနားလည်ပြီးရကျွန်တော်အခက်ခဲယူတယ် तू ကတွေးပြီးတော့ပေါ့နော်သူ့အခက်ခဲပုံစံမျိုးနဲ့တွေးဖြစ်ရှင်းပေးတယ်အဲကြောင့်နားလည်မှုအဓိကပါပဲ ဟုတ်တယ် तू အသက်ဘယ်လောက်ရှိလဲ तू က23ဗျာ 23နဲ့ကျောင်းတက်နေတော့ပေါ့နော်မြန်မာပြည်မှာပဲလား ဟုတ်မြန်မာပြည် အဲကြောင့်သွားတာကိုမြန်မာပြည်အရင်ကအရန်လွမ်းနေဒီကနေအလုပ်တွေလုပ်ပတ်စံတွေပို့ပေးအဲ့လိုလားပေါ့နော် तू လဲဟိုမှာအလုပ်လုပ်လားမလုပ်ဘူးကျောင်းမဲ့တက်နေ तू ကအခုနောက်ပိုင်းတော့မလုပ်တော့အရင်တော့လုပ်တယ် အခုနောက်ပိုင်းမလုပ်တော့ဘူးဘာကြီးဘာတက်နေရလဲတော့ အခုကဒီဘွဲရတော့ဒီနှစ်ထဲမှာယူပြီးတော့အခုက Nesma တင်တယ်ပြန် Nesma တင်တဲ့ပြန်နေတာ Nesma လေးရတာအမယောက်ျားလည်းအမကိုကြောင်းထားတာအမfinal ရက်မဖြေလိုက်ဘူးအရင်ပြေလို့စားချက်ရတာပြေလို့ဆက်ပြီးမတက်တော့တာစီလောက်ပဲလာလောက်တော့တာတတိယအထိအမယောက်ျားအမကိုကြောင်းထားတယ်final ရက်မဖြေပဲဒီမှာအလုပ်လာတော့တာကဲကျေးဇူးပါလို့နော်ကျေးဇူးပါရှင်လို့နော် ကောင်းပါရဲ့ဒီဆိုင်လို့လာပြီးအားပေးကြပါလို့ကျွန်တော်ပြောချင်ပါ ဟုတ်ကဲ့ပါကျေးဇူးပါရှင်ကျေးဇူးပါ